မတန်ဆွမ်းသူတွေနဲ့ဆက်သွယ်ပြောဆိုတဲ့အခါမှာပဲဖြစ်ဖြစ်လက်တွဲလှုပ်ဆောင်တဲ့အခါမှာဖြစ်ဖြစ်ဂရုပြုတတိထားသနာလေးတွေရှိပါတယ်။အရေးကြီးတာကမတန်ဆွမ်းသူတွေကိုအခွင့်ထူးခံလူဒန်းစားလို့သဘောမထားဘဲနဲ့တန်းတူဆက်ဆံမှုစိတ်ရှည်မှုနဲ့အပြန်အလှန်လေးစားမှုရှိဖို့လိုပါတယ်။ကိုရင်ကမတန်ဆွမ်းသူတွေနဲ့ပြောဆိုဆက်သွယ်ထိတွေ့တဲ့အခါမှာယောဂတဲ့လူနာလိုမမြင်ပါနဲ့။ယောဂတဲ့နဲ့မတန်ဆွမ်းသူဟာအခြေအနေချင်းမတူညီပါဘူး။ကူညီပေးဖို့လိုမလို့အရင်ဆုံးမေးကြည့်ပြီးမှအကူညီပေးပါ။ဂျိုင်းတောက်လက်ထောက်လိုမျိုးအထောက်အကူပြုပစ္စည်းအသုံးပြုသူတွေနဲ့အတူသွားလာတဲ့အခါမျိုးမှာအထောက်အကူပြုပစ္စည်းတွေထိခိုက်မှုမရှိအောင်သတိပြုပါ။ဝီချက်အသုံးပြုသူနဲ့အချိန်အတော်ကြာစကားပြောဖို့ရှိတယ်ဆိုရင်မျက်လုံးချင်းတန်းနဲ့ရှိတဲ့အနေအထားကနေပြောဆိုပါ။ဝီချက်အသုံးပြုသူထိုင်နေချိန်မှာဝီချက်တွန်းမယ်ဆိုရင်အရင်ဆုံးအသိပေးပြီးမှတွန်းပါ။ဂုံးအတက်ကိုတက်တဲ့အခါမှာဝီချဲကိုနောက်လက်ကင်နှစ်ဖက်ကိုကင်ပြီးတော့နောက်ဖက်ကနေတွန်းတက်ပါဆင်းတဲ့အခါမှာတော့ပြောင်းပြန်အနေထားနဲ့ထိမ့်ပြီးတော့ဆင်းပါကိုရင်ကမတန်ဆွမ်းမှုအပေါ်မှာအာယုံမထားဘဲနဲ့ဒန်းတူဆက်ဆံပါတနာခိဥနာတဟန်မပြဘဲနဲ့စာနာစိတ်အပြည့်နဲ့ပေါင်းတင်ဆက်ဆံပါညရင်မတန်ဆွမ်းသူတွေနဲ့ပြောဆိုဆက်သွယ်ထိတွေ့တဲ့အခါမှာသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာဒါမှမဟုတ်ရင်းနှီးပြီးသားအကြောင်းအရာမျိုးနဲ့စတင်ပြောဆိုပါရိုးရှင်းတဲ့စကားလုံးတွေနဲ့ပြောဆိုပါစကားကိုအမြန်မပြောပါနဲ့တစ်ချိန်တည်းမှာအချက်လက်တွေအများကြီးမပြောပါနဲ့ဘာသာစကားကိုချက်ချင်းနားလည်ပြီးတော့ချက်ချင်းတုံ့ပြန်ဖို့အခက်အခဲရှိတာကြောင့်စိတ်ရှည်ရှည်နဲ့စောင့်ပေးပါမတင်တော်တဲ့မိကိုမျိုးတွေမိတာမတင်တော်တဲ့အပြုအမူတချို့လုံးမိတာမျိုးရှိတဲ့အခါမျိုးမှာတော့စိတ်မဆိုးပဲနဲ့နောက်မှဒီလိုမျိုးမိတာဒီလိုမျိုးလောက်တာဟာမတင်တော်ကြောင်းကိုနားလည်လွယ်အောင်ဖြည်းဖြည်းချင်းရှင်းပြပေးပါအရွယ်ရောက်ပြီးတဲ့ဉာဏ်ရည်မတန်ဆွမ်းသူတွေကိုသူတို့ရဲ့အသက်အရွယ်လိုက်တာပြောဆိုဆက်ဆံပါအပြောအကြားအာယုံမတန်ဆွမ်းသူတွေနဲ့ပြောဆိုဆက်သွယ်ထိတွေ့တဲ့အခါမှာမြင်သာတဲ့နေရာကနေလက်ဝဲရန်ပြတာပခုံးကိုညင်ညင်သားသားပုတ်တာမျိုးနဲ့အချက်ပြပြီးမှစကားပြောပါတစ်ဖက်ကပြောသူရဲ့နှုတ်ခမ်းလှူရှားမှုနဲ့မျက်နှာအမူအရာတွေဟာအကြားအာယုံမတန်ဆွမ်းတဲ့သူတွေအတွက်ကအရေးကြီးပါတယ်။ဒါကြောင့်မျက်နှာကိုကွယ်နေတာမျိုးအလင်းရောင်မလုံလောက်တဲ့နေရာကနေစကားပြောတာမျိုးကိုရှောင်ပါ။အချိန်နေပေးတယ်ဆိုရင်ကတော့စာရေးပြီးတော့ဆက်သွယ်ပြောဆိုပါ။လက်သင်ဂီတပြဘာသာစကားဒါမှမဟုတ်ဘာသာပြန်ရဲ့အကူအညီနဲ့ဆက်သွယ်နိုင်ပါတယ်။စကားပြောတဲ့အခါမှာတော့မျက်နှာချင်းဆိုင်နေပါ။မျက်နှာအမူအရာလက်ဟန်ခြေဟန်တွေကိုအသုံးပြုပြီးတော့နားလည်လွယ်အောင်ဆက်သွယ်ပါ။ရေးစရာအကြောင်းတွေပြောတဲ့အခါမှာလည်းသူတို့သိအောင်ရှင်းပြပေးပါမဟုတ်ရင်သူတို့အပေါ်လောင်ပြောင်းနေတယ်လို့မှားယွင်းခံစားသွားရနိုင်ပါတယ်အမြင်အာရုံမတန်ဆွမ်းသူတွေနဲ့ပြောဆိုဆက်သွယ်ထိတွေ့တဲ့အခါမှာမြင်သာစွာထိတွေ့အချက်ပြပြီးမှစကားပြောဆိုပါဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့အကြောင်းကိုမိတ်ဆက်ပြီးမှပုံမှန်အတန်နဲ့စကားပြောပါအမြင်အာရုံမတန်ဆွမ်းသူတွေရှိတဲ့အခန်းထဲကိုဝင်ထွက်သွားလာတဲ့အခါမှာအရင်ဆုံးနှုတ်ဆက်ပြီးအချက်ပေးပါနေရာညွှန်ပြတဲ့အခါမှာလည်းဟိုဘက်မှာဒီနားမှာစတဲ့မရေရတဲ့စကလုံးတွေကိုရှောင်ပြီးတော့ညာဘက်မှာဘယ်ဘက်မှာရှေ့တလန်းအကွာမှာစတဲ့တိကျတဲ့စကလုံးတွေကိုအသုံးပြုပါသွားလာတဲ့အခါမှာတင့်ရဲ့လက်မောင်းကိုကင်ထားစီပြီးလမ်းပြခေါ်ဆောင်ပေးပါအကူအညီပေးရန်လို့မလို့အရင်ဆုံးမေးမြန်းပြီးမှအကူအညီပေးပါလူသွားလူလာများတဲ့လမ်းမတွေပေါ်မှာသွားလာတဲ့အခါမျိုးမှာသူ့ရဲ့ရှေ့ကနေကိုတချမ်းကွယ်ပေးပါကျင်းမြောင်းတဲ့နေရာတွေမှာရှေ့တဲကနေတကိုယ်လုံးကွယ်ပြီးတော့ဥဆောင်လမ်းပြခေါ်ဆောင်ပေးပါထိုင်ကုန်ရဲ့ထိုင်ရမယ့်နေရာနဲ့နောက်ကျောမီရမယ့်နေရာကိုလက်နဲ့ထိတွေ့သိစေပြီးမှထိုင်စေပါဘတ်ကယထာစီးနေတဲ့အခါမျိုးမှာလက်ကင်ခွင်းလက်ကင်တန်းတွေကိုမိမိရရကင်ထားစေပါကင်ထားနိုင်ဖို့ကူညီပေးပါအစီအဝေးတင်နန်းလိုနေရာမျိုးတွေသွားတဲ့အခါမှာအစီအစဉ်အပြင်အဆင်ခင်ကျင်းထားရှိမှုအရေးပေါ်ထွက်ပေါက်နဲ့တန့်စင်ကန်ရှိရာနေရာတွေကိုအတိပေးထားပါအခန့်ကျွေးမွေးတဲ့အခါမှာသူ့ရှေ့မှာဘာအစားအစာတွေရှိနေသလဲဆိုတာကိုလက်နဲ့ထိတွေ့အတိပေးပါရှေ့မှာရှိရာတွေကိုလက်ရာရဲ့နာယီပုံစံနဲ့ရှင်းပြပေးပါဒါတွေကတော့မတန်ဆွမ်းသူတွေနဲ့ဆက်သွယ်ပြောဆိုတဲ့အခါလက်တွဲလှုပ်ဆောင်တဲ့အခါတွေမှာဂရုပြုသတိထားသနာတွေဖြစ်ပါတယ်ကျွန်တော်ကျမတို့အားလုံးတန်းတူဆက်ဆံမှုစိတ်ရှည်မှုနဲ့အပြန်အလှန်လေးစားမှုရှိရှိပြောဆိုဆက်သွယ်ကြရအောင်